စတိုင်နေပါလေပညာပြတယ်ဒါပေမဲ့မန်းတော့ဝါနေပါတယ်ဒါကတော့အိမ်ကနေစထွက်နေဖြစ်ပါတယ်ကျွန်တော်တို့ကားပေါ်တော့ရောက်ပြီပေါ့နော်ဟောရဲ့အဖေနဲ့ပါကျွန်တော်တို့အခုအမြန်လန်းရောက်နေပါတယ်အမြန်လန်း0မိုင်ပေါ့နော်ဟိုကတော့ကျွန်တော်တို့39မိုင်မှာအစာပြေဝင်စားပါတယ်ကျွန်တော်တို့အခုအစာပြေစားပြီးသွားပါပြီ19ပါမယ်ကျွန်တော်တို့အခုမိတီလာမှာသမင်းဝယ်စားနေပါကျွန်တော်ကတော့လက်ဖက်သမင်းစားတာပါစားကြပါဦးကဲနန္ဒလီရောက်ပါဗျာဒါနန္ဒလီရဲ့အဝင်ဟုတ်ကဲ့ပါကျွန်တော်တို့အခုတဲမဲ့ဖုန်းကြောင်တော့ရောက်ပါပြီဒီနေ့ကတော့ဘလော်လေးကတော့ဒီလောက်ပါပဲနောက်နေ့ကျမှမနေ့ပြန်ကျမှနန္ဒလီရဲ့နေရာတွေတောင်းမယ်ပေါ့နော်အကြမှာဘလော့နောက်တစ်ခုထပ်တင်ပါမယ်အားလုံးဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားပေးကြပါဦးကိုပါ